အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ MF ပါကျွန်တော်ဒီနေ့video မှာဆိုရင်တော့ကျွန်တော် bro အတွက်ဘာလို့ bro PVP မှာဆရာကြီးသိချင်ဒီ Asher လေးတော့တည်ထားနေတယ်ပေါ့နော်ကျွန်တော်စောင်းလေးရတော့ Unbreaking Fire Spell Not Bad Sharpness တို့ပဲဖြစ်ပါတယ်တခြား money တွေရော bro ကြိုက်ရင်ထည့်ပေါ့နော်ဒါတော့ကျွန်တော် PVP တော့ဆို money ရတိတ်မလို့ထင်လို့ပါကျွန်တော်ဒီနေ့မှာဆိုကျွန်တော် bow crossbow တွေပါအကုန်တင်ပြအောင်ပါမယ်နောက် episode ကြမှာပဲကျွန်တော် armor တွေတင်ပြပါမယ် bro တို့က micro ကိုဆော့လာကြပြီးတော့ဖုန်းမကောင်းတော့ကြောင့်ရှားပလင် PVP ရှားတဲ့အခါမှာရှုံးနေဆိုရင်ဒီအချက်လေးကညှစ်ထည့်လိုက်မယ်ဆိုရင် bro သိကြပါရဲ့ bro နိုင်ပါပါကျွန်တော်ဓာတ်ရဲ့ damage ကတော့ကျွန်တော်တကောင်ကိုဘယ်နှချက်ခုရမလဲဆိုတော့မေးသွားပြီဆိုရင်မဲ့ညရဲ့ damage ကတော့တကောင်တစ်ချက်ပါပဲပလျောက်လည်းတကောင်တစ်ချက်ပါပဲအမှန်ပေါ့ဆိုပြောပါကျွန်တော်အခုလို့ဆိုရင်ကျွန်တော်ဓာတ်နဲ့နွားကိုခွန်ကြမယ်ဆိုတော့နွားကို bro တည်ရတိုင်းပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲဒီ sharp net fight ကြီးက damage တော်တော်ပြင်းနေတော့ပါ bro ဗီဒီယိုကြည့်ရတယ်လက်တယ်ဆိုရင်လည်းရောတောင်းမှန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပါကြီးကလက်နေလို့ပါဟုတ်ကျွန်တော်တူဒီ villager ကိုထားမယ်ဆိုရင်ကျွန်တော်မီလောက်တာနေရွာရဲ့အချက်ခုတ်ပြီးတော့နော် villager ဆိုတာလည်းကျွန်တော် player နဲ့အသက်ကတူလို့ပါပဲဘရိုခုတ်မယ်ဆိုရင်2ချက်3ချက်လောက်ဆိုပြတ်ပါတယ်မီလောက်တော့မစောက်ဘူးဆိုရင်ကျွန်တော်ကတော့ဖုန်းတော်မကောင်းတာကြောင့်မလို့ကျွန်တော်ဒီစောက်ဒီကျွန်တော်နေရတဲ့ပေါင်းတော့ဘိုင်ဝမ် PVP ရှာမယ်ဆိုရင်ကျွန်တော်ထည့်ပါတယ်တစ်ချောက်ကျွန်တော်ဒီတစ်ခါကျွန်တော်ညှားမှထည့်တဲ့စောက်ကိုကျွန်တော်ကြိုက်တယ်အခုလို့ကျွန်တော်ညှားမှထည့်တဲ့စောက်ကိုပြပါမယ်ဘရိုညှားလည်းကျွန်တော်ဒီမှာညှားတဲ့နေရာပြပါနော်ဟောတော့ညှားတဲ့နေနဲ့ဆိုရင်အညှားတဲ့နေရာတော်တော်ရွတ်နှုတ်တယ်တရားအဲ့တော့ပါညဘာအရှင်းမထည့်သေးဘူးဆိုဘာအရှင်းမထည့်သေးဘူးဆိုရင်တော့နော်ကျွန်တော်ညှားတဲ့လေရှိအောင်နဲ့ဒါပေမဲ့ကအတော်ကြီးကိုခိတ်ပါရဲ့ဒါကျွန်တော်ညှားတဲ့မှားယူတာပေါ့နော်အဲ့တော့ကျွန်တော်ညှားတဲ့တင်တော့လဲပါမယ်ညှားတဲ့ကကျွန်တော်လဲညှားတဲ့ကဒါရဲ့တွေးတင်ထီးတဲ့ညှားတဲ့ကြီးမြတွေးပြီးဟုတ်တယ်ညှားတဲ့ထင်တယ်ရှော့ကြည့်လိုက်အောင်မယ်ချက်သွားမှန်တယ်ဗျာโอเคဟုတ်ပါရဲ့ကျွန်တော်ညှားတယ်ပဲဖြစ်ပါတယ်ကျွန်တော်ညှားတယ်နဲ့ကျွန်တော် damage တော်ထွက်ပါရဲ့အဲ့ဒါကိုကျွန်တော် share လေးပါထပ်ပြီးပေါင်းမယ်ဆိုရင်တော့ damage ကအများကြီးထွက်မှာပါအခုလောဆယ်ဟာကျွန်တော်average တော့တင်ရောက်ပြီเนาะ average တော့တင်ရောက်ပြီเนาะshare စာအုပ်လေးပြရပြီပေါ့เนาะဒီမှာတော့ bro တီးတဲ့အတိုင်းပဲယူဆုံးတော့ flame လို့ရေးတဲ့ဟိုနဲ့ bro တို့မီနီယာလုံးနေရမယ်ပေါ့နော်ပြီးတော့သူ့ရဲ့ damage ထွက်ဖို့အတွက် power bro ဒါရ bro player versus player ဆိုတဲ့ချိန်မှာ bro ညစ်ပြီးယူထားလိုက်ပါဒါမှမဟုတ်ကျွန်တော် sway မှာလည်းနေရာလေးတည်ုံနဲ့အသုံးဝင်ပါတယ်ကျွန်တော်ပြီးတော့ဒီကအဝင်းယူကန်ထုတ်ဖို့တော့ပေါ့နော်ကျွန်တော်အခုတော့ဆင်မှာကျွန်တော်အကြာကြီးခံဖို့အတွက်ကျွန်တော် American ယူပါမယ်ကျွန်တော် man တွေကတော့ bro ထည့်ရထဲပါပြီးတော့ကျွန်တော်ဟို infinity ဆိုတဲ့ညကျွန်တော်ဘာလို့မတရားရလဲဆိုတော့ကျွန်တော်ဒီညထဲမှာအလုံးလုံးလို့ပါအဲ့ဒါညထဲကကျွန်တော်ရိုးညထဲမှာလားမကုန်ပါပါအဲ့တော့ပါโอเค guys ကျွန်တော်အခုဆိုရင် damage အရင်ချက်နဲ့ညရိုးရပါပါပြီဒီညဆိုရင်ကျွန်တော် damage က1 hit ပါပဲတကောင်ပေါ့နော်တကောင်တစ်ချက်ပါပဲကျွန်တော် always ဒီဘယ်ရောက်သွားလဲမသိရောဘူးနော် always ဒီမှာရမလားတော့ always ဒီရှာမတွေ့ပါဘူးလုံးဖို့ဖွင့်တဲ့နေရာမှတ်ပြီးတော့ okay ကျွန်တော်ဖွင့်တဲ့နေရာမှတ်ပြီးတော့ပဲတူတူပါတော့เนาะအကျဉ်းထွက်ပြီးပဲကျွန်တော်အိတ်လိုက်ပါတော့မယ်ကျွန်တော်မိုးလေးမှကျန်တွေ့ပါမယ်ဆိုကျွန်တော်တို့လုံးဝလှပတဲ့ကောင်းကင်ညာနေပြီးတော့အခုလောဆယ်ကျွန်တော်မညှားပြရပါတော့damage ကတော့1 hit ပါပဲ slide လွှတ်တယ် damage ကတော့1 hit ပါပဲကျွန်တော် village ကြောင်လေးပြမယ်ဘယ်လိုလက်တယ်ဗျာ1 hit ပါပဲ bro ဒီညရဲ့ damage ကတော်တော်ယူညနေပေါ့နော်ကျွန်တော်တော့ညတစ်ချောက်တည်တယ်ညပဲည damage ကတော်တော်ကြီးကျန်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဓာတ်နဲ့လာခုံးမယ်ဆိုတော့တူပါမလွယ်ဘူးဗျာဟာထွိနေ
ဟုတ်ဆိုသူကတစ်ချက်လောက်တင်းမိလိုက်လဲအဝေးလွတ်ထွက်သွားတယ်ဆိုတော့ဒါနဲ့အဲ့အဝေးလွတ်ထွက်တာထားမှလည်းကျွန်တော်ထည့်မိထားရယ်နော် not bad ဆိုတာအဝေးလွတ်ထွက်တာပါဘရိုညရတဲ့နာမည်မှတ်တော့နော်ဒီညရတဲ့ဆိုပုံတော့ပါရဲ့ကျွန်တော်အခုလောဆယ်ကျွန်တော်နောက်ဆုံးတစ်ခုဖြစ်တဲ့ crossbow တော့ပြပါမယ်အဲ့တော့ကျွန်တော်ဒီထဲဝင်ပြီးတော့ MU လို့ရရှာလိုက်ပါညဒါတော့ပေါ်လာပါလိမ့်မယ်အတော့ပဲရှိပါရဲ့ပြီးတော့ကျွန်တော်တို့ကျူကျွန်တော်လည်းကျူသလုံးဝဲမှတ်ထားပါရဲ့အဲ့တော့ပါပြီးတော့ကိုမီတင်တဲ့ crossbow တော့အိုပဲရှိရတယ်နဲ့ကျွန်တော်တရားကြီးကလည်း damage တော့တင်တယ်ဗောနော် crossbow ကလည်း damage တင်လားဆိုမဟုတ်သေးဘူးညာကျွန်တော်ကြီးထည့်ရလဲမြားတော့ညံနေရယ်တော့ပုံမှန်ဆို crossbow ရဲ့ကြီးထည့်တာကြီးကဂျာယူတော့အဲ့ဒါကိုဒီကျူဆိုတဲ့ဆောင်းလေးထည့်လိုက်တဲ့အချိန်မှာကျူနဲ့စားတဲ့ဆောင်းလေးထည့်လိုက်တဲ့အချိန်မှာ damage ကညှားတော့ညံနေရညာ damage sorry damage မဟုတ်ဘူးကျွန်တော်ကြီးထည့်တာမညှားတယ်3ရောက်ထွက်တယ်တော့ညှားတော့ဝိုင်းတော့မရတော့ဘူးဘာလို့ဆို crossbow တီးနေတော့ညာထွက်ချင်း damage ကတော့ညင်းနေဒါပေမဲ့ညှောက်တော့ဝိုင်းတော့မရဘူးကျွန်တော်ဝိုင်းတော့မရ2 hit လောက်ဆိုတော့ညက်လောက်ပါမညှားပဲကြိုက်မှုတော့ကောင်းမှတ်မိပါနောက်ဘက်ကြီးကိုတန်တဆရောင်းနေကြီးကို2 hit နဲ့ဆိုတော့ရပါတယ်ကျွန်တော် crossbow ကနောက်တော့ကြပါလိမ့်နောက်တော့ကကျွန်တော်ရောလို့မရလို့ပေါ့နော်ကျွန်တော်မရောကြထားတာကျွန်တော်ညှားလုံးရောက်ထွက်တဲ့ဆောင်းနေရောလို့မရလို့ပါကျွန်တော်တော့ညှားတရအကျဆုံးပါပဲဘာလို့ဆို1 hit ရလို့ပါကျွန်တော်1 hit တည်ရှင်နေဆိုရင်တော့ကျိုးအတင်းဆွဲဖို့တော့ဒီလိုကြီးပါဘာလို့ဆိုတင်းမဆွဲရင်တော့ရမမတည်ပါဘူးကျွန်တော်အတင်းဆွဲပဲတည်တယ်အတင်းဆွဲတည်ရင်ဒါမြင့်ပူတည်မှလည်းတည်ရယ် user bro ရလို့ရှိတဲ့နေအောင်ရှာမှဒီပေါ့နော်ဦးလို့ဆိုရင်ကျွန်တော်ထပ်ပြပါမယ်တော့ bro ဒီမှာပါပီနဲ့စတဲ့ဟာပါကျွန်တော်စောင်းမီတက်လိုက်ရောက်တင်တယ် okay ကျွန်တော်ပီမိပါ PIE လို့ရေးပေါ်ပါတယ်မ PI ဟုတ်တယ် PIE ကပေါ့တော့အဲ့လောက်ရေးလိုက်ပေါ်လာပါတယ်ပီလောက်ပဲရေးရထင်တယ်ကျွန်တော်ကတော့မှတ်ပြီလို့ဒမ်မစ်ကတော့ကျွန်တော်ခုနဟာနဲ့တူတူပဲထင်တယ်ဒါကတော့ပိုရောမလားမသိဘူးဟိုက3ကြောင်းညဘာကောင်းတာလဲဆိုတော့ကျွန်တော်လည်းမတီးဘူးမချင်းကြတော့ပါဘူးကျွန်တော်နောက် episode ရောက်လို့ရှိရင်တော့ကျွန်တော်ဒါရုံကောင်တာဖို့အတွက်စောင်းလေးပြပါမယ်ကျွန်တော်ညနေတစ်ချက်နဲ့မနေအောင်ဘယ်လိုကောင်တာရမယ်ဆိုတော့ကျွန်တော်ကောင်းမချင်တော့ညဘက်ခိုင်ပါညဖို့ကောင်ပါရဲ့ကျွန်တော်မိုးတက်နေပါရင်တော့တောင်းမှန်ပါရဲ့မိုးရွာနေလို့ပါအဲ့ bro damage ကကျွန်တော်ညတရပဲပူကြိုက်တယ် damage ကဘယ်လောက်မှမရှိကျွန်တော်ဒီနေ့ episode ကတော့ကျွန်တော်ဒီလောက်ပါပဲနောက် episode ကြမှာပြန်ပေးကြမယ်ကျွန်တော်နောက် episode ကြရင်မိုင်အတွက်ကြရမယ်အားလုံးပဲဘိုင်းပါ